3900နဲ့အကျိုးမြတ်များကြီးရနိုင်တဲ့နေရာကောင်းလေးတွေမှာရင်းနှီးမြှုပ်နှံထားခြင်းတဲ့သူတွေအတွက်မကြခင်မှာစီကားလာတော့မယ်အောင်မင်္ဂလာအိယာစီမံကိန်းကြီးအနီးမှာရှိပြီးတော့ပေတရာအောင်မြင့်မှုမိလန်းမကြီးကနေဒီကွက်ပဲရှင်းရတဲ့ဒဲစင်းတန်းကျဲဘော်ကပေ40ပေ60စီပင်စင်းရောက်ပြီးပါမစ်မြေခွေလေးကိုအရောက်မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာဒီနေရာမှာရှိတဲ့မြေခွေလေးကိုရောက်ချပေးမှာဖြစ်ပါတယ်ဒါကတော့အောင်မြင့်မှုမိလန်းမကြီးဖြစ်ပြီးတော့ဒီဘက်မှာဆိုရင်ကျွန်တော်တို့140လူနေမီးရရက်ွက်ပြည့်140ရက်ွက်ကြီးရှိမှဖြစ်ပါတယ်ဒီဘက်ချမ်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့စက်မှုစုံနဲ့တွဲရရက်ွက်ကြီးရှိမှဖြစ်ပါတယ်ဒီဘက်ကိုဆက်သွားမယ်ဆိုလို့ရှိရင်တော့အမတ်နှစ်မိန်လန်းမကြီးရှိမှဖြစ်ပြီးတော့အမတ်နှစ်မိန်လန်းမကြီးတိုင်းဝင်လာလို့ရှိရင်140ရက်ွက်ကိုကြော်လိုက်တာနဲ့ကျွန်တော်တို့ရဲ့မြေပြင်လေးကိုရောက်ပြီပဲဖြစ်ပါတယ်မြေပြင်လေးရဲ့ဘေးနားမှာဆိုလို့ရှိရင်လည်းအရန်တွေကိုအကွက်ရိုက်ပြီးရောင်းနေတဲ့အောင်မင်္ဂလာအိယာစီမံကိန်းဝင်းရှိနေတာဖြစ်ပါတယ်ဒီစီမံကိန်းဝင်းထဲမှာဆိုရင်တော့မြေကွက်တစ်ကွက်ကိုအနည်းဆုံး3,400လောက်ကနေစရောင်းနေတာဖြစ်ပါတယ်အခုရောင်းချပေးမယ့်မြေကွက်လေးက3900နဲ့ရရှိမှာဖြစ်ပါတယ်။အောင်မြင့်မှုမိလန်းမကြီးကနေဝင်လာပြီဆိုလို့ရှိရင်၄ကွက်ပဲဝင်ရတဲ့ဒေစင်အကွက်အလှလေးဖြစ်ပါတယ်။မြေကွက်လေးရဲ့ဘေးနားကရက်မှာဆိုရင်လည်းရေတပ်ဘူးစိတ်ယုံလေးရှိတာဖြစ်ပါတယ်ခင်ဗျာ။ဒီဘက်ချမ်းမှာဆိုလို့ရှိရင်လည်းဟိုတယ်နဲ့ဂက်ဆောင်နဲ့တွဲဖက်ထားတဲ့ဟာလေးရှိတာဖြစ်ပါတယ်။ရက်စင်မီလေးရနေပြီဖြစ်ပြီးတော့လူနေမယ်ဆိုလည်းနေလို့ရနေတဲ့နေရာလေးဖြစ်ပါတယ်။ဒီဘက်ကိုဆက်သွားမယ်ဆိုလို့ရှိရင်ရာသနာဘုံမိန်လန်းမကြီးနဲ့အောင်မြင့်မှုမိန်လန်းမကြီးနဲ့လမ်းဆုံမှာနံပါတ်ခနစ်လိုင်းကဂိတ်စာလည်းရှိနေတာဖြစ်ပါတယ်ဒီနံပါတ်ခနစ်လိုင်းကဂိတ်ကတင်ကန်းကျော်တာမွေဆက်တဲ့စုလေဖျားထိသွားတဲ့လိုင်းကဂိတ်အဲကောဘတ်ဖြစ်ပါတယ်ကျွန်တော်တို့မြေခွက်နားမှာနေတဲ့သူဆိုလို့ရှိရင်တော့လိုင်းကဂိတ်ကိုလမ်းလျှောက်လာပြီးတော့စုလေဖျားထိထိုင်စီးသွားလို့ရတဲ့အနေအထားဖြစ်ပါတယ်မြင်ရတဲ့အတိုင်းဒီဘက်ချမ်းတစ်ချမ်းလုံးမှာလူနေပြီးဒီဘက်ချမ်းတစ်ချမ်းလုံးမှာလူနေပြီးမကြခင်မှာလူနေတွေစလာပြီးဖြစ်တဲ့စီကားလာတော့မှာဖြစ်တဲ့ရက်ကွက်မှာအောင်မြင့်မှုမိလန်းမကြီးရဲ့ဒေစင်းကို3900နဲ့ရရှိမှာဖြစ်ပါတယ်။ပါမစ်မြေနုစားဖြစ်ပြီးတော့ပေ40ပေ60စီပင်စင်းရောက်ပြီးသားလည်းဖြစ်ပါတယ်ခင်ဗျာ။ဒီမိုးကုန်လို့ရှိရင်လမ်းခင်းမဲ့လို့သတင်းထွက်နေတဲ့ဒီဇောတိကမိလန်းမကြီးကနေဆိုလဲအနီးလေးမှာပဲရှိတာဖြစ်ပါတယ်။140ရက်ွက်ကြီးကဇောတိကမိလန်းမကြီးကိုကြော်လိုက်ပြီဆိုတာနဲ့145ရက်ွက်ကိုရောက်ပြီဖြစ်လို့ဒီဘက်ကလူနေမီးရဒီရက်ွက်အပြည့်ကဒီဘက်ကိုတစ်ဖြည်းဖြည်းနဲ့အိမ်လေးတွေစဆောက်ပြီးတော့လူတွေစဝင်လာဖြစ်ပါတယ်ပထမဆုံးစစီလာမဲ့နေရာပထမဆုံးရက်စင်မီးစရပြီးတော့လမ်းစခင်းမဲ့နေရာတွေကဒီနေရာတွေဖြစ်ပါတယ်ဘေးနားမှာလည်းအိမ်လေးတွေစတင်ပြီးတော့ဆောက်လာပြီးဖြစ်ပါတယ်ပြီးတဲ့အတိုင်းကိုကဲမက်ကကျွန်တော်မြေပြင်တစ်နလလောက်နောက်ကျတာဖြစ်တဲ့ကြောင့်မို့လို့အခုဆိုရင်မြေပြင်မှာပို့ပြီးတော့လူနေအိမ်တွေပြည်လာပြီးဖြစ်ပါတယ်ဒီနေ့ခွေလေးကအောင်မြင့်မှုလမ်းမကြီးရဲ့ဒေစင်၄ခွေမြောက်ဖြစ်ခြင်းတိုင်းကားဂိတ်နီးခြင်းအရာစီမံကိန်းအနီးမှာစီချင်းတို့အပြင်မိုးကုံလို့ရှိရင်လမ်းခင်းတော့မယ်လို့သတင်းထွက်နေတဲ့ဇောတိကလမ်းမကြီးအနီးနားမှာစီချင်းစီပင်ဥဝိန်အကုန်ဆက်ဆေးပြီးမြေခွေလေးဖြစ်တာကြောင့်မို့လို့ပြန်ရောင်းမယ်ဆိုရင်လည်းရောင်းရလွယ်မယ်ဈေးမှာလည်းရောင်းလို့ရမယ်ပိန်းထားမယ်ဆိုလို့ရှိရင်လည်းအကျိုးမြတ်အများကြီးရမယ်မြေခွေလေးဖြစ်တာမို့စိတ်ဝင်စားတယ်ဆိုရင်တော့ခုပဲမရောင်းခင်ကမျက်အောင်ဝင်နိုင်ဖို့အကျိုးတော်ဆောင်နဲ့ဆက်သွယ်လိုက်ပါခင်ဗျာ